အားလုံးနဲ့စစုံနီပေါင်းချလိုက်ရင်ဒီလောက်စားကောင်းတဲ့မုံလေးဖြစ်လာမယ်ဆိုတာဒီလုံးဝထင်ထားမှာမဟုတ်ပါဘူးဒီအရင်နဲ့ရှိုးစိတ်နေပြီးလူကြီးရုပ်ကလေးပါချိန်နေတတ်မဲ့ရတာပါအားလုံးကိုနူးအောင်ပေါင်းပြီးနှစ်ဖြစ်အောင်ရှည်ထားပါကစုံနီကိုလည်းထွန်းကြီးအတိုင်းနူးအောင်ပေါင်းပြီးရှည်ထားပါအားလုံးနဲ့ကစုံနီနှစ်ကိုတစ်လုံးစီယူပြီးအလုံးလေးတွေလောင်းပြီးပါအလုံးနှလုံးကိုပေါင်းလိုက်ပြီးကုန်ဒီမုံလေးတွေဖြူပေးကပုံပေါ်ကိတ်မိုလေးနဲ့ဖိလိုက်လှပတဲ့ဗန်ပွင့်ပုံစံပုံလေးရပါပြီအပြောတိကျဦးနှုတ်အေးဒီနောက်ပိုင်းအပြောတိကျဦးနှုတ်အေးဘာလို့ဒီလောက်မချင်းနေလဲဆိုတာနှောကြမရှိပါဘူးရန်စားလို့ကောင်းတယ်လို့ပါအပေါ်ရန်ကရှူရောင်တန်းပြီးချွတ်ရွနေပြီမဲ့အတွင်းသားကတော့အီလေးနဲ့ရှူစိတ်နေတာပါပပန်လုံးထဲမှာကျုပ်တုံးလုံးတကြားတစုံနဲ့လူ200မီလီလီတာထည့်ပြီးအမအောင်မွေပါမုံခုံခွက်လေးတွေထဲမှာအပြောဒီအခွင်းလေးတွေစီချဲပါစိုးစိုးကဖြုတ်ထားတဲ့ကျုပ်နို့နှစ်ခုလောင်းထဲပါအနံ့မွေးအောင်နှမ်းနဲ့နမ်းဖြူလေးတွေဖြူပေးပါဒီခွန်ရထဲမှာလူကြီးကြရလျှောက်တဲ့ဒီကလေးနဲ့မိနစ်20ပို့လိုက်ရင်တော့ချပါမယ်ခင်ဗျာအာလစ်ကိတ်မုံကျုပ်အိမ်မှာအာလစ်ရှိရုံနဲ့ဒီလူချစ်ချွတ်ရအာလစ်ကိတ်လေးသင်စားလို့ရပါတယ်စီနဲ့ထော်တရားမလို့ပဲအပြင်ကကျုပ်ပြီးအပင်ကအီနေမှာပါခရမ်းချင်းဒီစောနဲ့တို့စားရင်တစ်ခုပြီးတစ်ခုစားလို့မဝနိုင်တော့ဘူးနော်အာလစ်200 gram ကိုပေါင်းပြီးအနည်းဖြစ်အောင်ရှေ့ပါစားနေငယ်နဲ့ပြောင်းမုံ30 gram ထည့်ပြီးပုံသားညအောင်နေပါအလုံးလေးတွေလုပ်ပြီးအကြားလေးတွေဖြစ်အောင်ဖိပေးပါခရင်နဲ့အပေါ်ကနေဖိပြီးပုံဖော်ပေးပါအပေါ်ရန်ကိုစီလီယန်နဲ့တုပ်ပြီးလေဘူးကျော်ဆက်ထဲမှာဘူရီ200ဒီဂရီနဲ့မိနစ်20ဖူးပြီးလိုက်ရုံပါပဲပဲစိမ်းကြီးရဲ့ကြောင်မြာဒီမှာကလေးယူသေးမှုစားတင်နေဆိုရင်ဒီပဲစိမ်းကြီးရဲ့ကြောင်လေးလုတ်ကြည့်လိုက်ပါစားလို့ကောင်းရုံနဲ့မကပဲထားရှိခံစည်းတွေလည်းမပါတော့စိတ်ရှရပါတယ်အခုရတာလဲရှင်နွေးကျူရထက်ကောင်ဝယ်နေပါသေးတယ်ဒီစိန်သားရဲ့ပဲစိမ်း300 gram ကိုရှည်1400မီလီလီတာနဲ့ထည့်ပြီးမိမိမြင့်နဲ့ရင်တဲပါစူလာရင်မီးထင်းနဲ့မိနစ်30ဖြုတ်ပါအကန်လုံးထဲမှာကောက်ညှင်းမှု50 gram နဲ့တို့200မီလီလီတာကိုဖြော်ပြီးလက်ပြုတ်ဦးထဲလောင်းထည့်ပါဒါကရေခဲချောင်းကိုမတွားစေတဲ့လျှို့ဝှက်ချက်ပါဒါတစုံထည့်ပြီးနှစ်လေးပြစ်လာတဲ့ဒီတဲပါလေခံပြီးရေခဲချောင်းမူတဲ့ထက်နောက်ပြီးဖုံးပိတ်ပြီးတန်ချင်းလေးတွေစိုက်ပါရေခဲတစ်တာဒီကန်ထဲမှာ4နာရီထက်မနည်းထားပေးပါပစ္စည်းစစ်မှန်နေနဲ့မှုစားရတာတကယ်ကိုစိတ်ရှလက်ရှရှိစေမှာပါညှက်ချက်နီးလေးတွေကယူရှင်းပြီးဒီမှာရွေးတကူလှစားလို့ရတဲ့နီးနန်းလေးတွေပဲဖြစ်ပါတယ်ဆိုင်ထက်ကောင်းတဲ့ခောက်ဆွဲကြော်နီဒူတော်မမကခောက်ဆွဲကြော်စားရတာကိုကြိုက်ကြပေမဲ့တကယ်ရန်အရသာရှိအောင်ကြော်ရတဲ့သူကတော့နည်းပါတယ်ဒီနေ့တော့ဆိုင်မှာစားရတာတက်ကူကောင်းတဲ့ခောက်ဆွဲကြော်နီကို10မိနစ်အတွင်းတင်ပေးသားမှဖြစ်လို့တေချာလေးကြည့်ထားလိုက်အောင်နော်ဒဲဝရက်စီဘူးလာရင်ကျဲဥ3လုံးကိုရင်ထဲကြော်ပါပြီးရင်ကျဲဥလေးတွေကိုအတုံးသေးလေးတွေပြအောင်မှုပြီးကြော်ပေးပါကျဲဥတွေရပြီဆိုရင်လီထားတဲ့ဝက်ဥကြောင့်ဒါမှမဟုတ်ဟော့တော့တွေထည့်ပေးပါပြီးရင်မုံညင်းစိမ့်နဲ့လက်ပင်ပေါက်တွေကိုထည့်ပြီးအသီးရွက်တွေနွမ်းသွားအောင်အမြန်လေးလန့်ကြော်ပေးပါအသီးရွက်တွေနွမ်းပြီဆိုရင်ပြုတ်ပြီးသားခေါက်ဆွဲကိုထည့်လိုက်ပါပဲငပိရဲ့အကြီးစားပဲငပိအနောက်အနှဲငယ်မာလာမုတ်ချက်သားမုတ်အားလုံးထည့်ပြီးရင်မိကိုအမြင့်ဆုံးမြင့်ပြီးအရသာတွေနှွန့်သွားအောင်အားရပါရနှံကြော်ပေးပါနောက်ဆုံးနှိဝက်ချက်အနေနဲ့ပူပြီးမွေ့သွားအောင်ဇီယာမုံလေးနဲ့ငယ်ဖြူပေးလိုက်ပါဒီနေ့အတိုင်းကြော်မယ်ဆိုရင်ခုတ်ကလေးကြော်ကအရမ်းမဆိုပဲအနံ့မွေ့ပြီးအရသာကတော့ရှယ်ပဲနော်နောက်တစ်ခါပြန်လဲရှာရလွယ်အောင်စိတ်ထားပြီးအိမ်မှာလိုက်ကြော်ကြည့်ကြအောင်နော်